အားလုံးပဲမင်္ဂလာပါဗျာနော်ဒါကတော့ကျွန်တော်တို့အင်္ဂါနေ့အတွက်ဖြစ်ပါတယ်ကျွန်တော်တို့ဒီနေ့ကတော့ဒါကျွန်တော်တို့မနက်ကနေ့လည်ရတော့ကျွန်တော်ပြောလိုက်သေးတယ်ဒါကျွန်တော်တို့ဒီမနက်မှာတစ်ခွန်ဆင်းလာတဲ့အတွက်ကိုတလုံးဒါဟူးမကြော်ပေါ့နော်ပတ်တီလိုက်ချင်လို့ရှိရင်ကိုပတ်တီလေးလိုက်လို့ပြောတာကျွန်တော်လည်းဒါကိုနဲ့ပတ်သက်ပြီးတော့တော်တော်များများဒါတစ်ကိုလို့ပါလို့ကြိုက်လို့ဒီဟာလေးကိုရွေးထားပြီးတယ်အဲ့ဒါကိုကန်ဆိုးပြီးတော့ဗျာနော်ကိုကြီးဆင်းသွားတယ်အရင်တစ်ပတ်ကလည်းကျွန်တော်တို့ကပါဝါတွေဆင်းလာတော့အခုအပူးဆင်းတာလည်းဖြစ်နိုင်ပါတယ်ဗျာနော်ပြီးရင်အဲ့ဒါကြောင့်ကျွန်တော်တို့ကဒီတစ်ပတ်ကပါဝါကလည်းဒါထပ်ပြီးဆင်းဖို့တော့ရှိပါတယ်မနေ့ကမှကျွန်တော်က၄-ချိန်ကြိုက်တယ်လုံးဝရှိလို့ရှိရင်တော့၄နဲ့ကတ်ထိုးပါဒီနေ့ဆင်းလာတာက1ခွန်9ဆိုတော့ထိပ်ပိတ်က1ဆိုပြီးတော့ဒါ35 break ဖြစ်နေတယ်ထိပ်ပိတ်35ဖြစ်တဲ့အချိန်တိုင်းမှာ35ချိန်နေပဲရိုက်ပါကျွန်တော်ကတော့၄-ချိန်ကိုကြိုက်တော့40 45 90 95ဒီလေးခွက်ကိုအကြိုက်ဆုံးပါမိတ်ဆွေများအနေနဲ့ဒါတစ်ခွက်ကောင်ထိုးခြင်းလို့ရှိရင်တော့ကျွန်တော်အခုရွေးထားပြတယ်ဒါ၄-5တစ်ခွက်ကိုပဲထိုးပါသူကတော့ဒါကျွန်တော်တို့ညီကိုဖြစ်တဲ့အတွက်ပေါ့နော်ဒါမိတ်ဆွေများအနေနဲ့ဒါမှမဟုတ်ကိုကနည်းနည်းလေးအကွက်နည်းနည်းလေးထိုးနိုင်တယ်ဆိုလို့ရှိရင်တော့40 45 90 95ကိုအဓိကထားပြီးတော့ဒါကစားပေးပါဗျာနော်ကျွန်တော်တို့ဒီတစ်ပတ်အတွက်မမောင်ကျင်တဲ့သူတွေဝင်လို့ရပါသေးတယ်ကျွန်တော်ဒီမှာကတော့ပတ်တီနဲ့မွေးခွက်ကြံပါသေးတယ်ဗျာနော်ကျွန်တော်ဒီကပတ်တီနဲ့မွေးခွက်ကတော့ကျွန်တော်စိတ်တင်တော့ဒီမနေ့ဖြန်ညနေလောက်ဆိုလို့ရှိရင်တော့ပုံမှန်တိုင်းဆိုလို့ရှိရင်တော့ဒါပတ်တီနှလုံးလုံးကြပါတယ်အဲအကြောင်းမိတ်ဆွေများအနေနဲ့ဒါအင်္ဂါနေ့တရက်လုံးမှာပတ်တီတကယ်လိုက်ထိုးနိုင်တယ်ဆိုလို့ရှိရင်တော့0993593656ရဲ့ Viber Telegram မှာလာဟိုင်းပေးပါဗျာနော်အားလုံးပဲအဆင်ပြေကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်ဗျ